ပြည်သူတွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ချင်ပါတယ်ကျွန်တော်ရဲ့ Gamesport YouTube Channel လေးကနေပြည်သူတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မြန်မာ National League ကသတင်းပြိုင်ပွဲစဉ်အခြေအနေများအပါအဝင်လက်ရှိအချိန်မှာမြန်မာ National League အသင်းကောင်းများစွာရဲ့ကစားသမားပြောင်းရွှေ့သတင်းများကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော် Channel လေးကို Like and Subscribe လုပ်ပြီးအားပေးသွားဖို့လည်းတောင်းဆိုချင်ပါတယ်အသင်းဟောင်းဖြစ်တဲ့ဇယားရွှေမင်းအသင်းလက်ရှိမဟာယူနိုက်တက်အသင်းကိုပြန်လည်ပြောင်းရွှေ့ရောက်ရှိသွားခဲ့တဲ့တိုက်စစ်မူကြီးကျော်ကိုကိုအကြောင်းပြောပြပေးသွားချင်ပါတယ်။ကျော်ကိုကိုဆိုရင်တော့ပြည်သက်တွေအားလုံးသိရှိပြီးသားတိုက်စစ်မူကြီးပဲဖြစ်မှာပါ။တကယ်ကောင်းမတဲ့ပုံစံတရက်နဲ့လက်ရှိချိန်ထိ training တွေပြေးဝပြုလုပ်နေတဲ့တိုက်စစ်မူကြီးကတော့မြန်မာ National League ပြိုင်ပွဲမြန်မာ National League ပြိုင်ပွဲတွေမှာတော့နောက်ရာသီမှာအကောင်းဆုံးအနေထားနဲ့ပဲမဟာယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေရဲ့တိုက်စစ်ပိုင်းမှာဦးဆောင်စားသွားမယ်လို့သိရပါတယ်။ကျော်ကိုကိုကတော့ပြီးခဲ့တဲ့ရာသီတုန်းကရှမ်းယူနိုက်တက်အသင်းရဲ့တိုက်စစ်နေရာမှာကစားဝင်ရရှိဖို့အထူးကြိုးပမ်းခဲ့ရတဲ့မြင်ကွင်းတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။တခါတရံမှာမြန်မာ National League ပွဲစဉ်တွေမှာပါဝင်ခွင့်မရရှိခဲ့ပေမဲ့လည်းသူ့ရဲ့ training လေ့ကျင့်မှုတွေအကောင်းဆုံးပြန်လည်နှိုးထားနိုင်မှုမြက်ခင်းစိမ်းတွေနဲ့ပြန်လည်ထိတွေ့နိုင်မှုသူ့ရဲ့ကြိုးစားမှုတွေကိုတော့လက်ရှိချိန်သူ့ရဲ့လူမှုကွန်ရက်တွေမှာလည်းခဏခဏချပြလေးရှိပါတယ်။ဒါကြောင့်ပဲလက်ရှိချိန်မှာသူ့ရဲ့အသင်းဟောင်းသူအကောင်းဆုံးစတင်ခဲ့တဲ့ဇယားရွှေမင်းအသင်းလက်ရှိအချိန်မာယူနိုက်တက်အသင်းကိုတော့သူ့အနေနဲ့ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။ကျော်ကိုကိုကတော့လက်ရှိအချိန်မှာသူ့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်မှုသူ့မှာရှိသမျှစွမ်းရည်တွေတုံးပြီးတော့သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့မာယူနိုက်တက်အသင်းကိုဘယ်လောက်ထိဆွဲတင်ပေးနိုင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်။ကျော်ကိုကိုကတော့လက်ရှိအချိန်မှာအသင်းဟောင်းမဟာယူနိုက်တက်အသင်းကိုပြန်လည်ရောက်ရှိခဲ့တဲ့ခံစားချက်ကအရန်ကိုကောင်းပါတယ်။ကျွန်တော်တို့ကစားခဲ့တဲ့အသင်းတွေကတကယ်ကောင်းမတဲ့အသင်းတွေဆိုရင်လည်းမမှားပါဘူးရန်ကုန်ယူနိုက်တက်ရှမ်းယူနိုက်တက်အဲ့ဒီအသင်းတွေကမြန်မာ National League မှာအင်အားကြီးအသင်းတွေဖြစ်ပါတယ်လက်ရှိအချိန်မှာကတော့ကျွန်တော်ရဲ့အရင်တုန်းကအသင်းဖြစ်တဲ့အသင်းဟောင်းဇယားရွှေမင်းအသင်းလက်ရှိအချိန်မှာမာယူနိုက်တက်အသင်းကိုပြန်လည်ရောက်ရှိခဲ့ပါပြီအဲ့ဒီတော့မာယူနိုက်တက်အသင်းရဲ့ပတ်သက်တဲ့ပွဲစဉ်တွေမှာကျွန်တော်အင်းနိုင်အားတိုင်းနဲ့အကောင်းဆုံးသွင်းကိုတွေရရှိအောင်စွမ်းဆောင်သွားမယ်ဒါဟာကျွန်တော်လုပ်ပေးနိုင်တဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်မာယူနိုက်တက်အသင်းရဲ့ပြည်သက်တွေအတွက်ကျွန်တော်တိုက်စစ်ပိုင်းမှာပြန်လာပါပြီဒါကြောင့်အကောင်းဆုံးပုံစံနဲ့ပြည်သက်တွေစိတ်တိုင်းကြတဲ့ပုံစံမျိုးဖြစ်အောင်ကစားပေးသွားခြင်းပါတယ်လို့ကျော်ကိုကိုကအခုလိုမျိုးပြောပြသွားခဲ့တာဖြစ်ပါတယ်ကျော်ကိုကိုကတော့လက်ရှိအချိန်မှာငလျင်ဘေးသိမ်းပြည်သူများအတွက်လှူဒန်းမှုတွေကိုကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသလိုအသင်းဖွဲ့စည်းအရနဲ့ပူးပေါင်းပြီးတော့လှူဒန်းမှုတွေကိုကိုယ်တိုင်ကြတွားရောက်လှူဒန်းတဲ့မြင်ကွင်းကိုတွေ့ရှိခဲ့ရပါတယ်ဒါဟာမြန်မာ National League ကလပ်အသင်းတွေကစားသမားတွေမြောက်များစွာပြုလုပ်နေပြီးတော့လက်ရှိချိန်မှာကျော်ကိုကိုယ်တိုင်ကအကောင်းဆုံးလှုပ်ဆောင်နေတာတကယ်လဲဝမ်းသာခြင်းနဲ့စရာကောင်းပါတယ်ပြီးတော့ငလျင်ဘေးသိမ်းပြည်သူများကိုအကောင်းဆုံးလှူဒန်းမှုတွေပြုလုပ်ပေးနိုင်မှုတောက်လျှောက်တွန်းအားပေးဖို့မှုတွေသူတွေနဲ့လှူဒန်းမှုတွေကိုဇက်တိုက်ပြုလုပ်ပေးနေတာကလည်းကျော်ကိုကိုရဲ့ခဲကိုအားရတက်ကြွတဲ့စိတ်ထားကိုတွေ့မြင်ရပါတယ်ကျော်ကိုကိုဟာတော့သူတက်နိုင်တဲ့ဘက်ကနေအကောင်းဆုံးလှုပ်ဆောင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူတွေနဲ့လှူဒန်းခြင်းနဲ့လူတွေကိုလည်းသူစီဆက်သွယ်ပြီးလှူဒန်းလို့ရတယ်သူကိုယ်တိုင်ကလည်းအကောင်းဆုံးလှူဒန်းမှုတွေပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်ကျော်ကိုကိုကတော့လက်ရှိချိန်မှာမာယူနိုက်တက်အသင်းနဲ့ပွဲစဉ်တွေကိုဝင်ရောက်စားသွားဖို့အတွက်သူ့အနေနဲ့အစဉ်သင့်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်ဒါကြောင့်မကြာမီစတင်သွားမယ့်မြန်မာ National League ကပွဲစဉ်တွေမှာကျော်ကိုကိုရဲ့ခြေစွမ်းခြေစားကိုဘယ်လောက်ထိမြင်တွေ့ရမလဲဆိုတာကျွန်တော်တို့အားလုံးလည်းတကယ်လည်းရင်ခုန်မှုကောင်းပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကထူးခြားချက်ကတော့ကျော်ကိုကိုဟာရခိုင်ယူနိုက်တက်ရဲ့အသင်းရဲ့ပွဲစဉ်တွေမှာတကယ်ကိုကောင်းမွန်ပြီးတော့သွင်းကိုအများဆုံးဆိုတဲ့နေရာတနေရာရရှိဖို့အကောင်းဆုံးကြိုးစားပြခဲ့ပါတယ်လက်ရှိချိန်မှာမာယူနိုက်တက်ရဲ့အသင်းနဲ့ပွဲစဉ်တွေကိုသူဘယ်လောက်ထိပြီးခဲ့တဲ့ရာသီတုန်းကမြန်မာ National League ကမှာလို့သွင်းကိုတွေမြောက်များစွာရရှိအောင်စွမ်းဆောင်ပြအောင်ပါလားဘလို့ပုံစံမျိုးနဲ့မာယူနိုက်တက်ရဲ့အသင်းကိုစစ်ကောင်းမွန်တဲ့အရာတစ်ခုတည်းရအောင်ဆွဲတင်ပေးနိုင်မလဲဆိုတာကျွန်တော်တို့အားလုံးဆက်လက်စောင့်မျှော်ကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်ရန်ကုန်ယူနိုက်တက်အသင်းရဲ့ဂိုးသွင်းဆက်ဂိုးသွင်းမြင်တူဦးဖြစ်တဲ့ရန်ကျော်ထွေးနဲ့ကွင်းလင်ဖန်နီရှင်ရန်နိုင်ဦးတို့ကိုခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တဲ့ဂုံစတာအသင်းကြောင်းပြောပြပေးသွားခြင်းပါတယ်လက်ရှိပြောင်းရွှေ့မှာပြည်သက်တွေဟာကနေပြည်နေဖြစ်သွားခဲ့တဲ့ပြောင်းရွှေ့ကတော့တိုက်စစ်မှုရန်ကျော်ထွေးပဲဖြစ်ပါတယ်ရန်ကုန်နိုင်ငံအသင်းရဲ့အဝင်ကွင်းကြအကောင်းဆုံးတိုက်စစ်မှုမြန်မာတိုက်စစ်မှုတို့ဦးလို့ပြောလို့ရမယ်ရန်ကျော်ထွေးကတော့ပြီးခဲ့တဲ့မြန်မာ National League ရာသီမှာသူ့အနေနဲ့သင်ကိုအများဆုံးစုကိုသွင်းပြင်စုကိုစုခုနိုင်ခဲ့တဲ့သားမဖြစ်ပါတယ်လက်ရှိမြင်ကွင်းမှာတော့သူ့အနေနဲ့ရန်ကုန်နိုင်ငံအသင်းနဲ့စာချုပ်တက်တန်းကုံဆုံးသွားခဲ့တဲ့စာချုပ်တက်တန်းကိုထပ်မံမတိုးဘဲနဲ့သူ့အနေနဲ့နောက်ထပ်အိမ်မက်ကောင်းနေရှာဖွေနိုင်မှုအတွက်ဂုံစတာအသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရှိရပါတယ်လက်ရှိချိန်မှာကတော့ရန်ကုန်နိုင်တဲ့အသင်းရဲ့တိုက်စစ်မှုအောင်ရန်ကျော်ထွေးကတော့ဂုံစတာအသင်းရဲ့တိုက်စစ်မှုဖြစ်ပါဝင်ရောက်ရှင်မြန်ကစားတော်မယ်လို့ကြားသိရပါတယ်ဂုံစတာအသင်းကိုပြောင်းရွှေ့သွားတယ်ရန်ကျော်ထွေးနဲ့ပတ်သက်ပြီးတော့ရန်ကုန်နိုင်တဲ့အသင်းရဲ့နီးပြချုပ်ဦးကျော်ဒုံးကအခုလိုမျိုးသုံးသပ်ပြောပြပေးသွားခဲ့ပါတယ်ရန်ကျော်ထွေးဟာတကယ်ကို professional ပြီးသားတဲ့ကစားမတူဖြစ်ပါတယ်သူ
သူတွေနဲ့သူ့ရဲ့လုံပိုင်ခွင့်တွေကအကောင်းဆုံးလှုပ်သွားခဲ့တဲ့မြင်ကွင်းကိုမြင်တွေ့ခဲ့ရပါတယ်သူကိုကျွန်တော်တို့စာချုပ်တက်တန်းကုန်သွားတဲ့အခါမှာစာချုပ်တက်တန်းတိုးဖို့ကြိုးစားခဲ့ပါတယ်ဒါမှကိုယ်တိုင်ကတက်တန်းမတိုးချင်မနဲ့အခြားအသင်းတစ်သင်းကိုပြောင်းရွှေ့ခြင်းကြောင့်ပြောကြားခဲ့တဲ့အတွက်ကျွန်တော်တို့သူ့ကိုလက်လွတ်ပေးလိုက်ရတာပါလို့ရန်ကုန်နိုင်တဲ့အသင်းရဲ့နီးပြချုပ်ဦးကျော်တွင်းပြောကြားချက်ကိုကြားသိရပါတယ်လက်ရှိချိန်မှာကတော့ရန်ကျော်တွင်းရဲ့ကောင်းမွန်တဲ့ပုံစံတွေကိုကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတုန်းကသူ့ရဲ့သွင်းကိုစကေတွေသူ့ရဲ့လိန်ခေါစွမ်းရည်တွေနဲ့ဂိုးသွင်းနိုင်ဆုံးမြောက်များစွာသွင်းယူပြနိုင်ခဲ့တဲ့ဒါမှအူကိုမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်ဒါကြောင့်လက်ရှိသူချိန်မြန်ကစားတော့မဲ့ဒဂုံစတာတင်းရဲ့ပွဲစဉ်တွေမှာတိုက်စစ်နေရာမှာဘယ်လောက်ထိပြီးခဲ့တဲ့ရာသီတုန်းကတော့ရင်ရာသီကရန်ကျော်ထွေးကိုပြန်လည်မြင်တွေ့ရမှာလားဂုံစတာတင်းမှာလည်းလက်ရှိခေါ်ယူထားတဲ့ဇာမောတွေကိုကြည့်မယ်ဆိုရင်မြန်မာလေဝီးစဉ်တင်းရဲ့ကစားသမားဟောင်းတွေပြီးခဲ့တဲ့ရာသီကကောင်းမွန်ပါတယ်ဆိုတဲ့ဇာမောတွေကိုတောက်လျှောက်ခေါ်ယူနေတာဖြစ်ပါတယ်ဒါကြောင့်ဒဂုံစတာတင်းဟာလက်ရှိအခုချိန်မြိုင်သွားမယ်မြန်မာရှင်နယ်လိကမှာအောင်မြင်မှုရရှိနိုင်မှုတော်တော်လေးဟီမန်းချက်မြင်မာပုံနဲ့ရပါတယ်ရန်ကုန်ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်ရန်နိုင်ဦးကိုခေါ်ယူခဲ့တဲ့ဂုံစတာအသင်းကတော့လက်ရှိချိန်မှာအကောင်းဆုံးပြင်ဆင်မှုတွေကိုစတင်ခဲ့တာဖြစ်ပါတယ်။နီးပါးချုပ်ဦးမင်းထွန်းလင်းရဲ့လက်အောက်မှာအကောင်းဆုံးသားနိုင်မှုလက်ရှိချိန်မှာရန်ကုန်ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ဇာမာဟောင်းရန်နိုင်ဦးကတော့ဂုံစတာအသင်းနဲ့ပူးပေါင်းသွားပြီဖြစ်ပါတယ်။ရန်နိုင်ဦးရောက်ရှိသွားမှုနဲ့တူလက်ရှိချိန်မှာဂုံစတာအသင်းရဲ့ရခင်နှစ်ကတောင်းတင်းတဲ့လူစင်းနဲ့ပုံမတောင်းတင်းလာဖို့လည်းရှိနေပါတယ်။ရန်ကုန်နိုင်တဲ့အသင်းဇာမဟောင်းရန်နိုင်ဦးရဲ့ကစားပုံကိုပြည်သက်တွေအားလုံးနှစ်ချိုက်ကြမယ်လို့ထင်ပါတယ်။သူအခနာကိုအနေထားကြည့်မယ်ဆိုရင်တော့ပြည်သက်တွေအနေနဲ့အားမလို့အားမရဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့တိုးဝါရုံးအောင်ကိုကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ရပြီးတော့မြန်မာလေဝီးသည်အသင်းရဲ့ကစားခွင့်နေရာမှာကွင်းလယ်နေရာမှာအချိန်ချင်းရွေးချယ်ခံခဲ့ရတဲ့ကစားမဆိုရင်လည်းမမှားပါဘူး။လက်ရှိအချိန်မှာကတော့သူ့ရဲ့အကောင်းဆုံးပုံစံတည့်နေပြီးဂုံစတာအသင်းနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးတော့လာမယ့်ရာသီဂုံစတာအသင်းရဲ့ကွင်းလယ်ပိုင်းကိုတာဝန်ယူသွားတော့မှာဖြစ်ပါတယ်။လက်ရှိမြင်ကွင်းမှာရန်ကုန်ယူနိုက်တက်အသင်းဇာမာဟောင်းဖြစ်တဲ့ရန်နိုင်ဦးဟာဂုံစားအသင်းကိုပြောင်းရွှေ့ခဲ့ရခြင်းပုံမှာအခုလိုမျိုးသုံးသက်ပြောပြပေးသွားခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းနဲ့လမ်းခွဲခဲ့ရတာအင်မတန်နဲ့ဝမ်းနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့တက်လန်းနေရှိမဲ့အခြားအသင်းကိုပြောင်းရွှေ့ရမှာဖြစ်တဲ့အတွက်ကျွန်တော်အကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဂုံစားအသင်းဟာလက်ရှိကျွန်တော်ကစားသွားရမယ့်နောက်ထပ်အသင်းတစ်သင်းဖြစ်ပါတယ်။ဒါကြောင့်ဒီအသင်းနဲ့ကျွန်တော်အောင်မြင်မှုတွေရရှိချင်ပါတယ်။ဒီအသင်းမှာရှိနေတဲ့ဇာမားတွေဟာလည်းမြန်မာလေဝီးစဉ်ဇာမားမြောင်များစွာပါဝင်နေပါတယ်။ပြီးတော့ကျွန်တော်အရင်က U20 ကဘာဖလားဝေရောက်ရှင်မြန်ခဲ့တဲ့ဇာမားဟောင်းတွေလည်းရှိတယ်။ဒါကြောင့်ကျွန်တော်တို့အတူတူအကောင်းဆုံးစူးစမ်းရင်းနဲ့လက်ရှိအောင်မြင်မှုတွေကိုရယူသွားခြင်းနဲ့ဆိုပြီးတော့ရန်နိုင်ဦးကသုံးသပ်ခဲ့ပါတယ်။ရန်နိုင်ဦးကတော့လက်ရှိအချိန်မှာသူ့အနေနဲ့ဂုံစတာအသင်းနဲ့ပေါင်ငွေရရှိသွားပြီးတော့ကွင်းလည်နေရာကိုအခိုင်အမာရယူသွားနိုင်ပွဲလည်းရှိနေပြီးတော့သူ့အနေနဲ့စူးစမ်းမှုတွေကိုစတင်တော့မှဖြစ်ပြီးတော့ဂုံစတာအသင်းကိုသူဘလောက်အဆင့်ကြီးရောက်ရှိအောင်ဆွဲတင်သွားမလဲဆိုတာကျွန်တော်တို့အားလုံးဆက်လက်ဆောင်မျိုးကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်။ဝိုင်းကွင်းလေသာမကြီးလှိုင်းဖို့ဘို့ကိုခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တဲ့ရှမ်းယူနိုက်တက်အသင်းရဲ့သတင်းကြောင်းပြောပြပေးသွားခြင်းပါတယ်။ရှမ်းယူနိုက်တက်အသင်းကတော့လက်ရှိအချိန်မှာဝိုင်းကွင်းလေလိုလှိုင်းဖို့ဘို့ကိုခေါ်ယူအင်အားဖြည့်ခဲ့တယ်လို့ကြည်ရပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကတော့လှိုင်းဖို့ဘို့ဟာရန်ကုန်နိုက်တက်အသင်းမှာကစားခဲ့ပါတယ်။လက်ရှိနောက်ရာသီစတင်မှုလိုမှာပဲရန်ကုန်နိုက်တက်အသင်းရဲ့ဒါမှမဟုတ်လှိုင်းဖို့ဘို့ကတော့ရှမ်းယူနိုက်တက်အသင်းရဲ့ခေါ်ယူမှုကိုလက်ခံခဲ့ပြီးတော့ရှမ်းယူနိုက်တက်အသင်းဘက်ကလည်းတရားဝင်မိတ်ဆက်မှုတွေကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။လှိုင်းဘို့ကျောင်းဆက်လက်တင်ဆက်ပေးသွားခြင်းပါတယ်1996ခုနှစ်ဘွာလှိုင်းဘို့ကတော့မန္တလေးပလေးဘောလုံးတင်တန်းကျောင်းမှာထွက်ပေါ်လာခဲ့တာလို့ကြားသိရပါတယ်ပြီးတော့သူ့ကိုပြည်သက်တွေအထူးသတိထားမိတာကတော့ကျွန်တော်တို့အားလုံးသိရှိပြီးသားဖြစ်မှာပါစီးကိန်းငွေသိန်းစုရရှိခဲ့တဲ့ခုနှစ်ပါU23မြန်မာလက်ရွေးသည်အသင်းမှာအကောင်းဆုံးရိုးချိုချုံကစားခဲ့ပြီးတော့ကွင်းလည်နေရာမှာအကောင်းဆုံးပုံစံနဲ့ကစားပြခဲ့ပါတယ်ပြည်သက်တွေအားလုံးရဲ့အထူးနှစ်ကြိုက်သဘောကျခြင်းကိုခံခဲ့ရတဲ့ဒါမှဆိုရင်လည်းမမှားပါဘူးမန်လေရင်းအလဲတန်းကွင်းလေလို့ဖြစ်တဲ့လိုင်းဘို့ကတော့ရှမ်းယူနိုက်တက်အသင်းကိုကျွန်တော်သဘောကျပါတယ်သူတို့မှရှီမန်းချက်ရှိတယ်လို့ခံစားရတယ်ပြီးတော့ရှမ်းယူနိုက်တက်အသင်းမှာတငယ်ချင်းတွေအများကြီးရှိပါတယ်ဟိုရင်ရတနာပုံမှာတူတူကစားခဲ့တဲ့ဟိန်းတီယာဇော်တို့ကအစမျိုးကိုထွန်းတို့အောင်ဝနာဆိုးတို့အများကြီးရှိပါတယ်ဘောလုံးကစားတာပျော်မကစားလို့ကောင်းတာကြိုးစားတာကတော့စိတ်ချကြိုးစားမှာပါဆိုပြီးတော့လိုင်းဘို့ကသူ့ရဲ့ရင်တွင်းစကားတန်ကိုအခုလိုမျိုးပြောကြားသွားခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာကတော့ရန်ကုန်နိုင်တဲ့အသင်းနဲ့ရန်နာဘုံအသင်းတို့ရဲ့ကွင်းလေဇာမာဟောင်းကြီးလှိုင်းဖို့ကတော့လက်ရှိနောက်ထပ်အသင်းကြီးအသင်းဖြစ်တဲ့ရှမ်းယူနိုက်တဲ့အသင်းနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီးတော့လာမယ့်ရာသီမှာရှမ်းယူနိုက်တဲ့အသင်းရဲ့ကွင်းလေအဖြတ်နေရာမှာအကောင်းဆုံးသားသွားပေလေရှိနေပါတယ်။ဒါကြောင့်လှိုင်းဖို့ကိုအားပေးနေတဲ့ပရိသတ်တွေအတွက်ကတော့နောက်ထပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ရှမ်းယူနိုက်တဲ့အသင်းရဲ့ပွဲစဉ်တွေကိုဆက်လက်အားပေးရမှာဖြစ်ပြီးတော့လှိုင်းဖို့အနေနဲ့ရှမ်းယူနိုက်တဲ့အသင်းကိုဘယ်လောက်ထိပုံစံမျိုးနဲ့ဘယ်လိုပုံစံမျိုးဆွဲတင်ကစားပြသွားမလဲဆိုတာကျွန်တော်တို့အားလုံးဆက်လက်စောင့်မျှော်ကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်။
ဝိုင်းကိုသမာကြီးပြေဖြိုးအောင်ကိုခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တဲ့ရှမ်းဦးနိုင်တဲ့အသင်းကြောင်းပြောပြပေးသွားခြင်းပါတယ်ရှမ်းဦးနိုင်တဲ့အသင်းကတော့2025-2026ဘောလုံးရသည့်အတွက်ပြင်ဆင်မှုတွေကိုပြုလုပ်နေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာဝိုင်းကိုသမာကြီးပြေဖြိုးအောင်ကိုခေါ်ယူအားဖြည့်လိုက်တာကိုကြားသိရပါတယ်1990ခုနှစ်ဘွားရှမ်းဦးနိုင်တဲ့အသင်းရဲ့လက်ရှိကိုသမားသစ်ပြေဖြိုးအောင်ကတော့2009ခုနှစ်မြန်မာနယ်ရှင်နယ်လိပြိုင်ပွဲများမစတင်မီကပို့ဆောင်ရေးဝန်ကြီးဌာနဘောလုံးအသင်းမှာကစားခဲ့သူလည်းဖြစ်ပါတယ်။မြန်မာနယ်ရှင်နယ်လိခေတ်မှာတော့စောက်တန်းမြန်မာအသင်းဟန်သာရီနိုင်တဲ့အသင်းနဲ့ရန်ကုန်နိုင်တဲ့အသင်းတို့မှာကစားခဲ့ပါတယ်။ရှန်ကုန်အားသာနဲ့ကာယပညာသိပ္ပံကျောင်းမှာထွက်ပေါ်လာသူဦးဖြစ်ကြောင်းလည်းကြားသိရပါတယ်။မြန်မာနယ်အသင်းအတွက်တတန်းအလိုက်နဲ့စီနီယာအသင်းတို့မှာ2024ခုနှစ်ထိရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။မြန်မာနယ်ရှင်နယ်ပြိုင်ပွဲအောင်မြင်ဆုံးကလပ်အသင်းဖြစ်တဲ့ရှမ်းဦးနိုင်တဲ့အသင်းကတော့လာမယ့်ဘောလုံးရသည့်အတွင်းမှာပြိုင်ပွဲဆုံးရရှင်မြိုင်သွားဖို့ရှိနေပြီးတော့ပြေဖြိုးအောင်ကိုလည်းအဲ့ဒီအကြောင်းအရာတွေကြောင့်ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တယ်လို့ကြားသိရပါတယ်။ပြေဖြိုးအောင်ကအတိအကျကကလပ်အသင်းနဲ့တူ AFC တို့ရှူပီနိုကိုကစားဖို့ကျင်တာပဲဖြစ်ပါတယ်။ဘောလုံးရသည့်မစခင်မှာကမ်းလှမ်းခဲ့တဲ့အသင်းတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်က AFC မှာကစားကျင်လို့ကိုရှမ်းဦးနိုင်တဲ့အသင်းကိုလာခဲ့တာပါလို့ပြောကြားခဲ့တာပါ။ရှမ်းပြည်နယ်ကိုစားပြုရှမ်းဦးနိုင်တဲ့အသင်းကတော့လက်ရှိချိန်မှာကစားသမားတွေခေါ်ယူမှုတွေကိုဆက်တိုက်ပြုလုပ်နေပြီးတော့နိုင်ငံခြားသားသမားတွေကိုလည်းဆက်လက်ခေါ်ယူမှဖြစ်ကြောင်းလည်းကြားသိရပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကရန်ကုန်နိုင်တဲ့အသင်းရဲ့ဂိုးသမားဖြစ်ပါဝင်ဝင်ရောက်စားခဲ့တဲ့ပြည်ဖြိုးအောင်ကတော့လက်ရှိချိန်မှာရှမ်းဦးနိုင်တဲ့အသင်းရဲ့ဂိုးသမားဖြစ်တဖန်ပြန်လည်မြင်တွေ့ခဲ့ရပြီးတော့ရှမ်းဦးနိုင်တဲ့အသင်းနဲ့ဘယ်လောက်ထိအောင်မြင်မှုတွေကာကွယ်မှုတွေကိုဆက်လက်ပြသမလဲဆိုတာကျွန်တော်အားလုံးဆက်လက်စောင့်မျှော်ကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်။